မျိုးသမီးတွေရဲ့အသေးဆွဲတထေးလေးရှောင်းရှိဟာသူ့စည်းစိမ်ကိုပဲမှတ်မောနေတဲ့မိန်းကလေးကိုမယူချင်တာကြောင့်ရွာငယ်လေးတစ်ရွာမှာဒုက္ခခံမှုဆုံးဖြတ်ခဲ့ပါတယ်။ဒါပေမဲ့ကံကြမ္မာကစမ်းကြဲခြင်းတော့သူရောက်သွားတဲ့ရွာမှာလူမိုက်တစ်ယောက်ရဲ့အနိုင်ကျင့်ခြင်းကိုခံနေရတဲ့မင်ကျူးကဆိုတဲ့မိန်းကလေးနဲ့ဆုံတွေ့ခဲ့ရပါတယ်။ရွာကလူမိုက်ကသူ့ကိုလုံခြုံရေးဝန်ထမ်းအစုပ်လေးအမှတ်နဲ့အပေါင်းအသင်းတွေခေါ်ပြီးရန်လုပ်ဖို့ကြံစည်နေချိန်မှာပဲရှောင်းရှိကတော့အေးအေးဆေးဆေးပါပဲဘာလို့လဲဆိုတော့သူခြေချနေတဲ့ဒီရွာလေးဟာသူကိုယ်တိုင်ရင်းနှီးမြှုပ်နှံထားတဲ့ရွာဖြစ်နေလို့ပါပဲသူသေးလေးရှောင်းရှိကမြို့ကိုပြန်ဖို့အတွက်နီလန်းတစ်ခုကိုတွေ့သွားပါတယ်အဲ့ဒါကတော့သူနဲ့ခုနကတွေ့တဲ့မိန်းကလေးလက်ထပ်ဖို့ပါပဲအပိုင်မိသားစုနဲ့စီးပွားရေးအရာလက်ထပ်ပေးစားတာကိုရှောင်းကျင်တာကြောင့်ရွာကမိန်းကလေးမင်ကျူးကိုအယောင်ဆောင်လက်ထပ်ဖို့ကန့်လန့်ခဲ့ပါတယ်မင်ကျူးကလည်းကျောင်းဆက်တက်ခွင့်ရဖို့နဲ့ရွာကနေရုံထွက်နိုင်ဖို့အတွက်ရှောင်းရီကိုမြို့ကလုံခြုံရေးဝန်ထမ်းတယောက်မှတ်နဲ့လက်ထပ်လိုက်ပါတယ်မြို့ကိုရောက်တဲ့အခါရှောင်းရီကသူ့ရဲ့ဆရာအဆင့်တန်းကိုဖုံးကွယ်ပြီးကုမ္ပဏီမှာလုံခြုံရေးဝန်ထမ်းအယောင်ဆောင်ကမင်ကျူးကိုတန်ရှင်းရေးဝန်ထမ်းအဖြစ်အလုပ်သွင်းပေးပါတယ်မှုကိုတာမန်ဝန်ထမ်းတယောက်လိုပဲထင်နေပြီးသူတို့နှစ်ဦးဟာစီယုံနဲ့တန်ရှင်းရေးဝန်ထမ်းအဖြစ်ကုမ္ပဏီထဲမှာလျှို့ဝှက်စွာရှိနေကြပါတယ်ကုမ္ပဏီထဲမှာရှောင်းရီရဲ့အဖိုးဥက္ကဋ္ဌကြီးကသူ့မြေခိုးယူလက်ထပ်ထားတဲ့တောသူမလေးကိုရှာဖွေဖို့ရောက်လာပါတယ်အဲ့ဒီအချိန်မှာရှောင်းရီနဲ့လက်ထပ်ချင်နေတဲ့ပိုင်မီသားစုကပိုင်ရွဲဟာမောက်မာစွာနဲ့အဖိုးအိုကိုဓာတ်လီကားထဲကနေတွန်းထုတ်ဖို့ကြိုးစားပါတယ်ဒီမြင်ကွင်းကိုမင်ကျူးကမြင်သွားပြီးအဖိုးအိုဘက်ကနေရဲရဲဝံ့ဝံ့ကာကွယ်ပေးခဲ့ပါတယ်မင်ကျူးရဲ့စိတ်ထားကောင်းမှုကိုသဘောကျသွားတဲ့အဖိုးအိုကသူမနဲ့စကားပြောရင်းသူ့မြေးနာမည်ဟာရှောင်းရီဖြစ်ကြောင်းပြောပြလိုက်ပါတယ်မင်ကျူးတယောက်သူမရဲ့ခင်မိုးနာမည်နဲ့တူနေတာကြောင့်အားအသင့်သွားပြီးဇလန်းကအရှိန်တက်လာပါတယ်